ဇွန်လ29နေ့မှာနယ်သာလန်နိုင်ငံနဲ့ဂျာမနီနိုင်ငံနှစ်နိုင်ငံဟာသူတို့ကတဘာဝဘေးအနေကြီးကိုဆိုးရွားနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။နေကင်းဘက်မှာတော့ဂျာမနီနိုင်ငံကိုမိုးမုန်တိုင်းကြီးတိုက်ခတ်သွားပြီးတော့ညကင်းဘက်မှာတော့နယ်သာလန်နိုင်ငံကိုမိုးကြိုးမုန်တိုင်းကြီးတိုက်ခတ်သွားတာဖြစ်ပါတယ်။ဒီအကြောင်းတွေကြောင့်မလို့သူတို့နှစ်နိုင်ငံရဲ့ဒေသခံပြည်သူတွေကညကင်းဘက်တညလုံးမှာထိတ်လန့်ကြောက်လန့်ပွေအောင်ကောင်းလောက်အောင်သူတို့ကတွေ့ကြုံခဲ့ရပြီးတော့ညဘက်မှာမိုးကြိုးပစ်တဲ့အချိန်မှာကောင်းကင်တစ်ခုလုံးကထိန်လင်းသွားပြီးတော့နေကင်းဘက်အလားစစ်ပွဲတွေကိုရောက်နေတဲ့အလားခံစားခဲ့ရတယ်လို့ပြောပါတယ်ပြီးလို့ရှိရင်အခုလိုမျိုးသဘာဝဘေးအန္တရာယ်ကြီးကိုလည်းတသက်နဲ့တကူတစ်ခါမှမခံစားဘူးလို့ဒေသခံပြည်သူတွေကပြောကြားထားပါတယ်ညကင်းဘက်မှာတော့နယ်သာလန်နိုင်ငံကိုမိုးကြိုးမုန်တိုင်းပစ်ခဲ့တာဆိုပေမဲ့ဂျာမနီမြောက်ပိုင်းဘက်ကိုလည်းဒီမိုးကြိုးမုန်တိုင်းရဲ့အတန်နေပြီးလို့ရှိရင်စီလက်တာတွေကိုခံစားခဲ့ရတယ်လို့ဆိုပါတယ်ဒီမိုးကြိုးမုန်တိုင်းဟာဆိုလို့ရှိရင်မိနစ်30တင်ကိုအကြိမ်3000ထိပစ်ခတ်ခဲ့ပြီးတော့10မိနစ်လင်း18ကြိမ်ထိပစ်ခတ်ခဲ့ရလို့ဒေသခံပြည်သူတွေကပြောကြားထားပါတယ်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေကမြန်မာနိုင်ငံဆိုရင်တော့ပြင်ဥရောပနိုင်ငံနဲ့စာအုပ်ချေနိုင်ချိန်ဟာကျွန်တော်တို့မြန်မာနိုင်ငံကအရှိကို4နာရီခွဲလောက်ကြိုပြီးတော့ရောက်နေဖြစ်တဲ့အတွက်ဂျာမနီနိုင်ငံမှာမိုးရွာသွန်းတဲ့ချိန်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာညနေ4နာရီခွဲလောက်ရှိပြီးတော့နယ်သာလန်နိုင်ငံမိုးကြိုးပစ်တဲ့ချိန်ဟာဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံမှာညတကောင်ရံချင်း7ခွဲလောက်ရှိနေပြီဖြစ်ပါတယ်။ကဘာကြီးမှာဖြစ်ပျက်နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေတို့ကိုလာရောက်မျှဝေပေးတာဖြစ်ပါတယ်။